အားလုံးပဲမင်္ဂလာပါဒါကတော့ဟင်းချက်တဲ့ဗီဒီယိုမဟုတ်ပါဘူးချင်းမိုင် University ထဲမှာနေဝင်နေသွားကြည့်ပါပါအဝတ်လျှော်စားတဲ့အကျွေးစည်းထည့်ရရင်သူတအားပြောအောက်မှာဝတ်လျှော်ခဲ့ပြီးတော့ကျမတို့ကလမ်းလျှောက်ထွက်ပါမယ်စကတော့စပင်းလေးပါချထားတယ်ပေါ့2မိနစ်မကြာပါဘူးခုတ်ပေါ်စပင်းထိမနေတက်လို့စပင်းပြန်စီလိုက်ရပါတယ်တအားလှတဲ့ပန်းနေစမြင်ရပါပြီဒီဘရောက်ပင်တန်းလေးမှာတော့ဘရောက်တွေကတပင်ပဲပွင့်သွားပါတယ်ဘာလို့လဲတော့မသိပါဘူးဒီလမ်းတိုင်းတက်တဲ့သွားရင်ချင်းမိုင် University ရောက်ပါတယ်အရန်စားကောင်းတဲ့ပလာတာဆိုင်မှာငပြောပလာတာပဲပလာတာကြားပလာတာအကုန်ရပါတယ်ဒီညစ်တဲ့တကြံရက်ကလေးဒီနားမှာရှိနေဘယ်သူမှလည်းလာမလို့တော့ဟိုဘက်ချမ်းမှာတော့ကျမသွားနေကြဈေးလမ်းလေးပါအဲ့တောင်တိုင်းကတအားလှတာပဲမကျန်းငူးတွေလည်းဘယ်လောက်လှလဲတော်တော်လှတာနော်ဒီတရုတ်စကားပြန်လေတအားမွေးတာပဲသီလားဟိုဘက်ချမ်းမှာတော့ဘုရားကျောင်းအကျယ်ကြီးတစ်ခုရှိတယ်ဒါကတော့ကြောင်ကလေးပါအဲ့မှာခြေမိုးနေတဲ့ကြောင်တွေအများကြီးရှိပါတယ်ကျမသမီးကအဲ့ကြောင်ကိုနှုတ်ဆက်ရမ်းကြိုက်ပါတယ်ဒီနားမှာသွားဆေးကန်းတွေအများကြီးပဲတွေ့ကြရလဲညှို့ထွေးပါပြောနေမသိဘူးဒါကတော့နောက်ထပ် coffee ဆိုင်လေးတစ်ခုပါအမှတွေ့လဲသွားဆေးကန်းနောက်တစ်ခုထပ်တွေ့ပြန်ပြီဒါကတော့လက်သေးတွေပါတယ်ပြင်းနေဆိုင်ဟိုဘက်မှာကကိတ်မုတ်ဆိုင်ပြီးရင်အနှိမ့်ဆိုင်ရှိရယ်ဒါ second hand တွေရောက်လာတာမသိဘူးပြီးတော့ဝှချော်ဆိုင်လေးရှိရယ်အဲ့မှာတွေ့လာသွားစေကန်ထပ်တွေ့ပြန်ပြီငိုးဝါပန်းတွေကတအားလှပါလားဆိုတော့ချင်းမရောက်မှသတိထားမိတယ်လို့ပြောရမယ်ရန်ကုန်မှာတော့ကျတော့ချိန်လုံးပတောက်ပဲမျောနေခဲ့တာလေကဲဘလောက်လှလဲကြည့်ဒါကတော့ချင်းမ University ရှိရညာစီပေါ့တော်တော်စုံနေပြောရမယ်ရန်ကုန်တက္ကသိုလ်နာလဲတန်းလို့ပေါ့ပြောရင်ဆိုရင်ရန်ကုန်တက္ကသိုလ်လွမ်းသွားပြန်တောင်တိုင်းရတအားလှနေပြီတွေ့လားဒါကတော့တက္ကသိုလ်ရဲ့အဝင်ပေါက်ပါဟိုဘက်ချမ်းမှာလည်းတစ်ပေါက်ရှိသေးတယ်ဒါပေမဲ့ကျမဒီဘက်ကပဲပြင်လို့တယ်ဒီချိန်ဆိုရင်တက္ကသိုလ်ထဲမှာကိုရီလိုပဲလမ်းလာလျှောက်တဲ့လူတွေမှာအများကြီးအခုရန်ကုန်ကတက္ကသိုလ်တွေမှာဖြစ်နေတယ်လို့အာနာပြမဲ့ကောင်တကောင်းမှမရှိဘူးအားလုံးကအေးချမ်းချမ်းပဲဦးကလေသူ့လှုပ်လို့မရတဲ့ဟာဆိုရင်တအားလှုပ်ကြည့်ချင်တာအခုလေကြီးလဲတွန်းမယ်ဆိုတာကြီးပဲတွေ့လားအမှနေရကိုမရွေပဲဒုက္ခရောက်နေပြီသူ့လှုပ်လို့မရဘူးဆိုတာသိရင်တော့အဲ့လိုပဲခက်တီတီနဲ့ထွက်သွားတတ်တယ်အဲ့ဒါလေး filter လုံးဝမထည့်ရအောင်တော့ပတ်ဝန်းကျင်ကအဲ့လိုကလာအနေထားဖြစ်နေတာ။အိုးကြည့်ပါအောင်ဘလောက်လှလဲဆိုတာဟိုဘက်မှာနေဝင်နေပြီ။ကြည့်အောင်လှနေတာအဆေးတစ်ပုတ်ထဲရောက်နေတယ်လို့ပဲ။ Okay ကြည့်အောင် filter မပါပါဘူးလို့လမ်းလျှောက်လို့အချိန်ရပြီဆိုလဲစီတော့မယ်။ကြည့်ပါအောင်ကောင်းနေရလှလိုက်တာနော်။ဒါတော့ကျမတို့ရှောက်ဝင်လာတဲ့တက္ကသိုလ်မိန်းလမ်းမကြီးပါရှေးပန်းကောင်းရတယ်တော့လိုက်တာကံမောင်ဘက်ကိုဆက်သွားပါမယ်လမ်းမှာပန်းတွေကျွေးနေတာကြည့်ပါဦးကြည့်အောင်ဒီဘက်ချမ်းမှာတော့တောအုပ်လေးကိုရှိပါတယ်ဟိုဘက်ချမ်းမှာတော့ကားပါကင်ကန်တင်းတို့ပြီးလို့ရှိရင်အိမ်သားတို့ပါရှိရပါတော့ဒီဟာသစ်ပင်တွေမှာအဲ့လိုမျိုး QR code ပါတဲ့တတူပြားလေးချိန်ထားတယ်အဲ့ဒါကိုဖိုင်အဲ့ဒီသစ်ပင်အကြောင်းစီရောက်သွားမယ်နဲ့တူတယ်အေးလှနေလိုက်ဟာအဲ့မှာလှနေလိုက်တော့မှောင်တော့မမှောင်သေးဘူးသစ်ပင်တွေမှာမီးတွေထုံကုန်ရပြီအေးပေါ့တရားစမီပေါ်တဲ့နိုင်ငံဆိုတော့လောက်ကြပါဟာကဲကံမောင်ကိုမြင်နေရပါရန်ကုန်ကအင်းအားကံမောင်လောက်တော့မကြည့်ဘူးပေါ့နော်ဒါပေမဲ့အမိုက်မရှိဘူးဆူဆူညံ့ညံ့မရှိဘူးမူပြီးတောင်းတန်းနေတယ်ငပိုးတွေမရှိဘူးကဲသူလမ်းဆင်းလျှောက်ပါပြီဟိုကဗျာလေးတဲ့ရောက်သွားသလိုပဲတိန်ညိုမင်္ဂလာတိန်ဆူကနေတိန်ပြရောရှက်မယမ်းဖက်၍ဆိုတာမျိုးကဲကံမောင်မောင်ရောက်ပါပြီရှေ့လျှောက်ကလှတာတွေပဲလာတော့မှဆိုတော့စကားတွေပြောနေရင်လှတရားကောင်းကောင်းခံစားလို့မရမှာစိုးလို့ဘာမှမပြောတော့ပါဘူးနော်ကဲအဲ့ဒီမှာဦးရိုးဇလန်းစားတော့တာပဲညီကြီးပေါ်ဆင်းထိုင်ပြီးညီကြီးတွေစဆော့ပါလေမစောပါနဲ့ဒါလည်းမရမဲ့တူတူတော့အဲ့လိုပဲထိုင်ကြည့်ပြီးနေလိုက်ရတော့တယ်ဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်မအားလာပေးရအများဆုံးကင်းဝေးကြပါစေ